ဘာအကြီးဆုံးဟော့ပေါ့ဆိုင်ကိုတောက်နေရပါချုံချင်းမြို့မှာရှိတဲ့ဟော့ပေါ့ဆိုင်ပဲဖြစ်ပါတယ် မာလာဟော့ပေါ့ပူပူဆက်ဆက်ကြိတ်တဲ့သူတွေအနေနဲ့ခြုံချင်းမြို့ကိုရောက်ခဲ့ပါကဒီဟော့ပေါ့ဆိုင်ကိုမဖြစ်မနေတွားရောက်တင်ပါတယ်ဆိုင်နာမည်ကဘိုက်ပေးကန်ဟော့ပေါ့ဘာလို့နာမည်ကြီးလဲဆိုရင်ကမ္ဘာအကြီးဆုံးဟော့ပေါ့ဆိုင်မှုလို့ပါဘလောက်တောင်ကြီးလဲဆိုရင်တောင်ဆောင်တစ်ခုလုံးကိုဟော့ပေါ့ဆိုင်ဖွင့်ချပြီးတော့အထက်ပေါင်း9ထက်10ထက်လောက်ထိရှိပါတယ်ပေါင်း9851ရောက်တပြိုင်နက်တည်းစားလို့ရပါတယ်တရုတ်ရိုးရာမီးပုံးတွေနဲ့အလှဆင်ထားပြီးတော့ညဘက်ရောက်ရင်မီးတွေကိုထိမ်မီးရောင်ထွန်းလာတာအရန်ကိုလှပါတယ်။ဆိုင်ထဲမှာဝင်ချင်းကမ္ဘာအကြီးဆုံးဟော့ပေါ့ဆိုင်ဖြစ် Guinness Record ချိုးထားတဲ့ဆိုင်ဘုတ်ကိုတွေ့ရမှာပါ။ကိုယ်ဝိုင်းကိုရောက်ဖို့ဒီကအရှိကြီးပဲတက်ရတယ်။ဟိုးအပေါ်ဆုံးထိရောက်ဖို့ဆိုရင်နိုင်ဝက်လောက်လမ်းလျှောက်တက်ရပါမယ်။လူကြီးလည်းပါတော့အလဲအဆင့်လောက်မှာပဲစားပြစ်ခဲ့ပါတယ်။ဒီဆိုင်လုံးဒီလိုမျိုးမီးပုံးတွေနဲ့အလှဆင်ထားတာပါ။ ပြီးလာတော့တရုတ်စာတက်မှရမှာမဟုတ်ဘူးလို့မျိုးမှားတာမှ Google Translate နဲ့မှာနေရ မှားထားတာတွေရောက်လာပါပြီစုကကလျာစုဘေးပပက်လေကမလာအဆက်အရတာပါမျိုးစလုံးဝမတက်ပဲနဲ့ translator သုံးပြီးတော့မှားထားဟင်းဝဲတွေပါစားတော့ရတာကတော့ပုံမှန်ပါပဲဒါပေမဲ့ဒီ atmosphere နဲ့ဒီကမ္ဘာအကြီးဆုံး hot pot ဆိုင်မှာစားရတယ်ဆိုတဲ့ feeling ကတော့အရင်မိုက်ပါတယ်ဒီကနေ့မျိုးစီမွေးနေတဲ့စင်စားချင်းတို့ကိုရောက်ခဲ့ရင်ဒီ hot pot ဆိုင်ကိုသွားစားဖို့မမေ့နဲ့နော်